ကျွန်တော်ဒီဗီဒီယိုမှာကျွန်တော်9 to 5အလုပ်ကိုဘယ်လိုကြောက်လုံးဆိုတော့ပြောပြမှာဖြစ်တယ်ပေါ့နော်ဒီ9 to 5အလုပ်ဆိုတာဘယ်လိုလဲဆိုတော့ကိုစိတ်ဝင်စားတဲ့အလုပ်ကိုအဲ့လိုမျိုးပတ်စံတခုတည်းအတွက်ကြောင့်ဖြစ်စေအဲ့လိုမျိုးပေါ့နော်ဒါမှမဟုတ်အဲ့လိုမျိုးသူများရဲ့တိုက်တွန်းမှုကြောင့်ဖြစ်စေအဲ့လိုမျိုးအဲ့လိုမျိုးအလုပ်ကြီးကိုလုပ်ရရမှာလုံးမဖြစ်လုံးဝမလုပ်နိုင်လောက်ထင်တယ်ပေါ့နော်ကျွန်တော်အဲ့လိုလုပ်ကိုအရင်ကြောက်တယ်ကျွန်တော်အဖေကဝန်ထမ်းပေါ့နော်ကျွန်တော်အဖေကဝန်ထမ်းဆိုတော့တွေ့အဖေသူ့အလုပ်ကိုကြိုက်လားမကြိုက်လားကျွန်တော်သေချာတော့မမေးဘူးဒါပေမဲ့အရန်ပင်ပန်းနေပြီးတော့ဒီမိသားစုကိုသူထောက်ပံ့ရမယ်ဆိုတဲ့စိတ်တစ်ခုတည်းနဲ့သူအလုပ်လုပ်နေရတာပေါ့နော်အဲ့ဒါကိုကြည့်ပြီးကျွန်တော်တနာရပြီးတော့သူ့လိုအဖေလိုမဖြစ်ချင်ဘူးဆိုတဲ့စိတ်လည်းရှိတယ်ပေါ့နော်ဒါကိုပြောတာမဟုတ်ဒါကျွန်တော်အပါပေါ့နော်အပါတော်တော်ဟိုဖြစ်တယ်ပေါ့နော်အမေလည်းတူပါအမေလည်းသူရဲ့သူလုံးနိုင်စွမ်းအားလုံးကိုမိသားစုကိုပဲလုပ်ပေးတယ်ပေါ့နော်နှစ်ခုလုံးနှစ်ယောက်လုံးကောင်းတယ်ကျွန်တော်တဖြည်းဖြည်းသိလာကျွန်တော် personality ကတော်တော်လိုမျိုး spontaneous ဖြစ်တယ်လို့ပြောရမှာမသိဘူးပေါ့နော်လို့အရန်ဟိုလိုဒီတေးဖြစ်တဲ့ဟာတို့ဒါမှမဟုတ်စနစ်အရန်ကြားတဲ့ဟာတို့အဲ့ဒါတွေနဲ့ကျွန်တော်လည်းမရဘူးကျွန်တော်အဲ့ဒါတွေဆိုမလုပ်နိုင်အဲ့လိုဒါမှမဟုတ်ကိုမဟုတ်တဲ့လူတယောက်ပုံစံမျိုးဟန်ဆောင်ရမယ့်နေရာမျိုးပေါ့နော်ဒါမှအဲ့လိုမျိုး customer service လိုနေရာမျိုးဆိုကျွန်တော်မရတော့ဘူးဘာလို့ဆိုတော့ကျွန်တော်တချို့လူတွေကိုမကြိုက်ဘူးပေါ့နော်လုံးဝလို့ကြိုက်ချင်အောင်မဆောင်နိုင်ဘူးတည်ရမလားအဲ့လိုစိတ်ရှိတယ်တခါလေကျတော့ငါစဉ်းစားကြည့်ရဟိုငါအခု9 to 5မလုပ်ချင်ဘူးဆိုငါဘာလုပ်မှာပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်မြန်မာနိုင်ငံမှာမွေးရတယ်မြန်မာနိုင်ငံရဲ့ပညာရေးစနစ်နဲ့ကြီးလာတယ်ပြီးတော့ဒီမြန်မာနိုင်ငံရဲ့ job market တွေကိုပဲဝင်မယ်ပေါ့နော်ဒါပုံမှန်လမ်းကြောင်းတိုင်းဆိုရင်အဲ့လိုဆိုရင်ကျွန်တော်ဒီ9 to 5ပုံမှန်သွားတဲ့လမ်းကြောင်းကိုမှမလုပ်ဘူးဆိုကျွန်တော်မှဘာလုပ်ဆရာရှိတော့အဲ့ဒီမိကုန်းတွေကပေါ်လာပြီအဲ့တော့တွေးကြည့်တာကျွန်တော်ဟိုတနေ့ကကျွန်တော်ရဲ့အခန်းပေါ်နေအဲ့ဒါကိုတိုင်ပင်ပြတယ်သူကပြောတယ်မင်းလှုပ်ချင်တာကအဲ့လိုမျိုးဟို adventure ပုံစံမျိုးပေါ့နော်တနေ့ပြီးတနေ့နောက်နေ့မှာဘာဖြစ်မလို့ဆိုတော့ကြိုမတွေ့နိုင်နဲ့ကြိုမသိနိုင်တဲ့အဲ့လိုမျိုး predictable မဖြစ်တဲ့ဟာမျိုးပေါ့နော်အဲ့လိုဟာမျိုးမင်းကလိုချင်တာဖြစ်မယ်လို့ထင်နေဆိုပြီးသူကပြောရပါတော့ကျွန်တော်လည်းစဉ်းစားကြည့်တယ်သူပြောရလဲမှန်နိုင်တယ်ဟိုကျွန်တော်အဲ့လိုမျိုးတတ်မဲ့ရင်လည်းအလုံးမလုံးချင်ကျွန်တော်လူရင်းနဲ့အလုံးလုံးရသဘောကျတယ်ဟိုတတ်မဲ့ဆိုတာကျွန်တော်ပြောချင်တာဟိုကျွန်တော် architecture ရွေးခဲ့မယ်ဆိုရင်ကျွန်တော်ဒီ laptop တစ်လုံးနဲ့ဒီ laptop တတ်မဲ့ကြီးနဲ့ကျွန်တော်ထိုင်ပြီးတော့ design ဆွဲရမယ်ပေါ့နော်ဒါမှမဟုတ်အဲ့လိုမျိုး AutoCAD မှာသွားပြီးဟို idea လိုက်ပြီးတော့ detail လုပ်ရမယ်မရကျွန်တော်တွေ့ကြတာပထမဆုံးဒီ financial independent ပေါ့နော်အဲ့ဒါအရင်ဖြစ်အောင်လုပ်ရမယ်ပေါ့နော်လုပ်ပြီးတော့မှ financial independent ဖြစ်ပြီဆိုရင်ဟိုပတ်စံအရေးကြီးတယ်နော်ဟုတ်တယ်မလားပတ်စံအရေးကြီးတယ်အဲ့ဒါကိုတချို့လူတွေကလက်မခံကြဘူးဒါပေမဲ့ပတ်စံအရေးကြီးတယ်အဲ့ဒါကိုအရင်ဆုံးဖြည့်ရှင်းရမယ်ကျွန်တော်တို့ဒီကျောင်းတက်တယ်လို့ကျွန်တော်တို့ဒီအစာသင်တယ်လို့ရှိသမျှဟာတွေအားလုံးကနောက်ဆုံးကျရင်ဘယ်ကိုဥတည်သွားအောင်ဆိုရင်အလုပ်ရဖို့ပဲဟုတ်တယ်မလားအလုပ်ရဖို့ပဲဥတည်သွားတာအဲ့တော့အဲ့ဒါတွေအားလုံးအဲ့ဒီ step တွေအားလုံး skip လိုက်ပြီးတော့အလုပ်ရဖို့ဆိုတာထက်ဒီ society မှာကိုနိုင်တဲ့ဘက်က contribute လုပ်ပြီးတော့ကိုယ့်ကိုအဲ့လိုမျိုး survive ဖြစ်အောင်လုပ်နိုင်ဖို့ပေါ့နော်အဲ့ဒီအရေးချင်းရဖို့ပဲကျွန်တော်တို့ဒါတွေဒီ system တစ်ခုလုံးကလဲပတ်နေကျွန်တော်တို့ဒီ university တွေရောဒီအကြောင်းတွေရောအဲ့တော့အဲ့ဒီ step တွေအားလုံးကြော်ပြီးတော့ဒီ financial independent ကိုခုံသွားလို့မရဘူးလားရနိုင်တာပဲဟုတ်လားမဖြစ်သေးရဟိုမလုံနိုင်သေးတာပဲရှိတယ်လုံနိုင်တာပဲကျွန်တော်တို့ရှိမှလည်းလောက်သွားတဲ့သူရှိတယ်ဆိုတော့အဲ့ဒါကိုအရင်လောက်ရမယ်ပေါ့အဲ့ဒါကိုလုပ်ပြီးတော့မှနောက်ထပ်ဒီကျွန်တော် survive လုပ်ဖို့အတွက်လိုအပ်ချက်ကမလိုတော့ survive လုပ်ဖို့ကျွန်တော်မစူးစမ်းရတော့ဘူးဆိုရင်နောက်ပိုင်းကျွန်တော်ရဲ့ဒီ purpose တွေ meaning တွေအဲ့ဒါတွေတော့ကျွန်တော်လုပ်နိုင်ပြီလို့ထင်တယ်ပေါ့နော်
အဲ့တော့ဒါကတော့ကျွန်တော်ရဲ့အတွေးပေါ့နော်အခုကျွန်တော်အသက်21နှစ်မှာတွေးနေတဲ့အတွေးဖြစ်တယ်ဘာရောမဟုတ်ပါဘူးကျွန်တော်ဒီဟိုဟာ laptop မှာလုပ်စရာလေးရှိတာလုပ်ရင်လည်းအဲ့ဒီဟာလေးကိုဗီဒီယိုလုပ်ချင်တာလည်းရိုက်လိုက်တာပေါ့နော်ပြီးတော့ကျွန်တော်ဒါလေးကိုဒီဗီဒီယိုလည်းပြန်ကြည့်ချင်တယ်နောက်ပိုင်းကျရင်လေအခုတွေ့တဲ့အချိန်မှာကူပြောနေတဲ့ဟာနဲ့နောက်ပိုင်းနောက်တစ်နှစ်နှစ်နှစ်ကြာတဲ့အချိန်မှာကျွန်တော်ရဲ့အတွေးအမြင်ဘယ်လိုပြောင်းသွားလဲဆိုတာကိုကျွန်တော်ပြန်ကြည့်ချင်တယ်ပေါ့နော်